မိတ်ဆွေတို့အခုမြင်တွေ့နေရတဲ့သူကတော့ဘရာဇီးနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်ပဲဖြစ်ပါတယ်။သူကသူသွားတဲ့နေရာတိုင်းကပစ္စည်းတော်များများကိုဖျက်ဆီးတတ်ပြီးသူ့ကိုယ်ပိုင်ဒီဇိုင်းတိုင်းပြန်လည်တည်ဆောက်တတ်သူလည်းဖြစ်ပါတယ်။ဒါ့အပြင်သူကဘယ်ရာကိုမှမကြောက်ရွံ့တယ်လို့ဘသူ့ကိုမှလည်းမကြောက်ရွံ့ပါဘူး။သူကပိုက်ဆံဆိုတာကသူ့အတွက်မြေကြီးပေါ်ကတဲတာလောက်ပဲတန်ဖိုးရှိပြီးစိန်တွေကိုလည်းတာမန်ကြောက်ခဲတွေလိုပဲသဘောထားတယ်လို့ပြောဆိုလေးရှိပါတယ်။ဒါကြောင့်သူ့အိမ်မှာဆိုရင်အရာအလုံးကိုစိတ်နဲ့ပဲပြုလုပ်ထားတာဖြစ်ပါတယ်။အဝတ်စားတွေ၊နာရီတွေ၊မျက်မှန်တွေ၊ဖိနက်တွေမှာဒါမှကသူ့ကားကိုယ်တောင်စိန်တွေနဲ့အလှဆင်ထားပါသေးတယ်။သူ့နာမည်ကတော့အယ်ရီနီပဲဖြစ်ပါတယ်။ဘရာဇီးနိုင်ငံမှာတော့သူ့ကိုစိန်ခံပစ္စည်းတွေရဲ့အိတ်ကယောက်တစ်ပါးလို့တင်စားခေါ်ဝေါ်ကြပါတယ်။သူကမျှော်မှန်းချက်ကြီးမားတဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီးလမ်ဘော်ဂီနီကားတွေကိုကြိုက်နှစ်သက်တဲ့အတွက်စီးနှင်းယုံဒါမှကကားတွေကိုစုဆောင်းထားတတ်သူလည်းဖြစ်ပါတယ်။ဒါ့အပြင်သူ့ကိုယ်ပိုင်လေယာဉ်မှာလည်းသူ့နာမည်ကိုစာလုံးကြီးနဲ့ရေးထိုးထားပါသေးတယ်။သူစားတောက်ဆိုင်တစ်ဆိုင်ကိုဝင်လိုက်ပြီဆိုတာနဲ့အဲ့ဒီဆိုင်ရဲ့အကောင်းဆုံးနဲ့ဈေးကြီးဆုံးအစားအသောက်တွေကိုပဲမာယူလေးရှိပြီးဆိုင်မှာရှိနေတဲ့လူတိုင်းအတွက်အမြဲတမ်းပိုက်ဆံရှင်းပေးလေးရှိပါတယ်။ဘရာဇီးနိုင်ငံမှာတော့သူကအများသူငါအပေါ်မှာအတော်လေးဩဇာညောင်းတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဘန်တွေကသူ့ရဲ့ယင်းနှိမ့်မြုံနှံမှုတွေကိုစောင့်ကြည့်နေကြပြီးနမေကြီးပုဂ္ဂိုလ်တွေကလည်းသူ့ရဲ့အကြံဉာဏ်တွေကိုရယူကြပါတယ်။အယ်ရီနီဟာတာမန်ကျန်းသာတဲ့လူတစ်ယောက်မဟုတ်ပါဘူး။သူကရှင်တန်နေတဲ့ဒဏ္ဍာရီတပုတ်လိုတောင်ဖြစ်နေပါ။ဘရာဇီးနိုင်ငံကအကြီးစားဘဏ်တွေကတောင်မှသူ့ရဲ့ငွေကြေးဆိုင်ရာလှုပ်ဆောင်ချက်တွေကိုလိုက်နာဖို့အတွက်သူတို့ရဲ့အတိုးနှုန်းတွေကိုလိုက်ပြီးညှိနှိုင်းပြောင်းလဲပေးကြရပါတယ်။မိတ်ဆွေတို့အနေနဲ့ရောအခုလိုနိုင်ငံတနိုင်ငံရဲ့အချမ်းသာဆုံးလူတစ်ယောက်ဖြစ်ချင်ကြပါသလား။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့တစ်မြန်မာကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။